ဒီနေ့26ရက်4လ2026နေ့မှာမန္တလေးတနေ့ကုန်အဲ့ဒါလေးထိုက်ကြပါတယ်အဲ့ဒါလေးနဲ့ဒီနေ့စောစောကြီးကျွန်တော်မဟာမြတ်ကြီးဖျားရရောက်ရှိနေတာဖြစ်ပါတယ်မနေ့ကလည်းပြုံးနေဒီနေ့မန္တလေးတနေ့ကုန်အဲ့ဒါလေးပါနေ့ရက်3နာရီဝါဧည့်သည်ပါလို့သဘောပေါက်ပါတယ်ခုလိုအားပြီးတော့ကျေးဇူးတင်ပါတယ်ဗျကုသိုလ်ဖျားရောက်ရှိတာဖြစ်ပါတယ်ကုသိုလ်ဖျားမှာပါအဲ့တော့ရွှေနန်းတော်ကျောင်းကိုရောက်ရှိတာဖြစ်ပါတယ်ဒီနေ့က26ရက်4လ2026နေ့လေးပါဗျနောက်နေ့မျိုးလည်းစလဲနေတာပါဒါတော့ရွှေနန်းတော်ကျောင်းလို့ခေါ်ပါတယ်ဟိုမင်းတို့မင်းတရားကြီးတစ်ထက်ကဒီကိုးကြတဲ့ဘုန်းတော်ကြီးကိုထားရှိတဲ့ကျောင်းပါဒါတော့အတူမရှိရွှေကျောင်းကြီးဖြစ်ပါတယ်အတူမရှိရွှေကျောင်းကြီးရောက်နေပါတယ်26ရက်4လ2026မန္တလေးမြို့လေအော်ဒါလေးနဲ့ပါမန္တလေးတောင်ပေါ်ရောက်ရှိနေတာဖြစ်ပါတယ်ဒါကတော့မန္တလေးတောင်တော်ဆူတောင်းပြီးမြတ်စွာဘုရားပါခင်ဗျာမန္တလေးတောင်ပေါ်ရောက်နေပါတယ်ဒီနေ့26ရက်4လ2026မန္တလေးနေအော်ဒါလေးပါဒီဧည့်သည်ကမနေ့ကပြေဦးနေနဲ့ငါထားတယ်ဒီနေ့မန္တလေးလည်းလေတယ်2ရက်3နဲ့အော်ဒါ2ရက်3တာပါမနေ့ပြန်သူ့ကိုကောင်းဝင်ပြန်ပို့ရပါမယ်အခုလိုသုံးပြပြီးတဲ့အကိုတွေမားတွေကျေးဇူးတင်ပါတယ်ဟိုဆက်တယ်မန္တလေးကနေကျွန်တော်ပြည်ဦးနေတောင်ကြီးအင်းလေးကလောအင်းဝပကံကြိုက်ထီးကိုရန်ကုန်ချောင်းတန်ငွေဆောင်နေပြီးတော့တွားကျင်တယ်ဆိုရင်ကျွန်တော်စီမှာ4ယောက်စီ6ယောက်စီ9ယောက်စီ12ယောက်စီ14ယောက်စီကျွန်တော်22ယောက်စီ33ယောက်စီ45ယောက်စီအစကျွန်တော်စီမှာရှိပါတယ်ဈေးသက်တောင်အောင်လုပ်ပေးပါမယ်နော်အခုလာမဲ့ဒီလေးလပိုင်းလကုန်ရဲ့ရုံးပိတ်ရများမှာကားကားမယ်ဆိုရင်ဆက်သွယ်လိုက်ပါဆက်သွယ်မှာဖုန်းနံပါတ်ကတော့39 966 23 554 39 6819 33131 39 9618 5368နဲ့39 098666 0609ကိုဆက်သွယ်ပြီးတော့ကား9ရန်လို့ရပါတယ်နော်မန္တလေးမြို့တွင်ဟိုနာဒီနာနဲ့လိုက်ပါတယ်မန္တလေးကနေ68သိန်းတော့သွားပြန်လဲလိုက်ပါတယ်မန္တလေးကနေဘူရာကြီးအဖို့ကားဝင်းအဖို့ကျွန်တော်လေးစိတ်အချို့အဖို့ကားဝင်းအချို့အဖို့လဲကျွန်တော်လိုက်ပါတယ်နော်ဆက်သွယ်လိုက်ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ